တန်နေရတုံနေရအတန်နေလဲတုံလက်တွေလဲတုံပေါ့နော်ကျမနာမည်ဆွဆွေပါနာမည်အရင်ကတော့မေစင်ဦးလို့ခေါ်ပါတယ်လက်ရှိမှာကျမ English teacher တယောက်အနေနဲ့လုပ်ကိုင်နေပြီးတော့တစ်ဖက်မှာကျမရဲ့ဝါသနာအရာပေါ့ကျမ life and mindset coach တယောက်ဖြစ်ပါတယ်ရှင်တစ်ခုခုလုပ်တာပဲဖြစ်ဖြစ်တစ်ခါမှမလုပ်ဘူးတဲ့အရာတွေစလုပ်တဲ့အခါမှာတကယ်လုပ်နိုင်ပါမလားကြာရှုံးသွားရင်ဘယ်လိုလုပ်မလဲပေါ့ဘာတွေဖြစ်မလဲပေါ့ကျမတို့လည်းအခုထိရှိတော့မရှိဘူးလို့ပြောလို့မရဘူးเนาะရှိတော့တစ်ခါလေကြာရင်အဲ့လိုခံစားရတယ်ဒါပေမဲ့တစ်ခုသိထားမှာ self doubt ဆိုတာကလေတင်မှာအရေးချင်းရှိလို့တင်ရပိုကောင်းခြင်းလို့ပေါ်လာတဲ့စိတ်အခြေအနေတစ်ခုပေါ့เนาะကြော်ဖြတ်ခဲ့တယ်ကျမလက်တွေ့ကျမဘဝမှာတုံးခဲ့တဲ့နီလန်းတွေရတော့ကျမတစ်တီးလေးကနေစလုပ်တာဘယ်တော့မှပြီးဆုံးဖို့မကြိုးစားပါနဲ့ပထမအဆုံးအချိန်အနေနဲ့ခိုးချင်းစယူတော့ဆိုရင်အဲ့လိုနဲ့တုံနေရကြောက်နေရစိတ်တွေလှုပ်ရှားအဲ့တော့စားလဲသိမ့်မစားခြင်းတော့အတန်နေရတုံနေရအတန်နေလဲတုံလက်တွေလဲတုံပေါ့နော်ဒါပေမဲ့ကြောက်ပေမဲ့စိတ်နဲ့တလန်းကျဲသွားရင်းနဲ့ကိုပြန်ပြီးတော့ယုံကြည်မှုရှိလာတယ်ပေါ့နော်ကျမတခုလေးဒီကြားထဲမှာဖြတ်ပြောချင်တာတတိရှိတယ်ဆိုတာလေအားများတယ်ခွန်အားကြီးတယ်အလုံနိုင်တယ်ရင်ဆိုင်နိုင်တယ်ဆိုတဲ့လူတွေတတိရှိတာမဟုတ်ဘဲနဲ့တကယ်အဲ့ဒီကိုကြောက်နေတဲ့အရာကိုကြောက်ကြီးနဲ့ကိုလောက်တာအဲ့ဒါတကယ်တတိရှိတာပေါ့နော်အဲ့တော့ self talk ဆိုတာကပြောရမယ်ဆိုရင်လူတိုင်းမှာရှိတယ်ကျမမှလည်းအများကြီးကြုံခဲ့ရတယ်အဲ့တော့တစ်ချိန်တည်းမှာပဲဒီ coaching ကကျမကိုတခုသင်ပေးခဲ့အဲ့ဒီအရာလေးကကျမဘဝမှာ self talk ကိုတော်တော်လေးရောကြသွားတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့တစုံတစ်ယောက်လုံနိုင်ငါလည်းလုံနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ပေါ့နော်အားလုံးကြားဘူးမဲ့4 minutes 1 mile ဆိုတဲ့ဥစ္စာလေးပေါ့နော် Roger ဆိုတဲ့ဒီအပြေးသမားပြေးရဲ့အခါမှာခုနလိုမျိုးပေါ့နော်မဖြစ်နိုင်ဘူးဆိုတော့တူလုတ်ပြီးရဲ့နောက်ပိုင်းမှာအများကြီးပဲဒီတမိုင်ကို4 minute နဲ့ပြေးနိုင်တဲ့လူတွေအများကြီးထွက်လာတယ်အဲ့လိုမျိုးဥပမာလေးလိုမျိုးပဲပေါ့နော်အဲ့တော့တစ်ယောက်လုံနိုင်ငါလည်းလုံနိုင်တယ်အဲ့ဒီ action တွေကနေပြီးတော့ကျွန်တော်တေးလေးကနေစတယ်နေတိုင်းတစ်ခုပြီးတစ်ခုလုပ်တယ်အဲ့လိုကနေကျွန်တော်တို့ fear ကကျွန်တော်ကြောက်စိတ်တွေလျော့လာတယ် confidence ကတိုးလာတယ်အဲ့တော့ကျမတို့နေနဲ့ self doubt ကိုပြောင်းအောင်တော့လုပ်လို့မရဘူးဒါပေမဲ့မရှိတယ်လို့လုပ်ပြီးတော့ရှေ့ဆက်လို့ရတယ်ပေါ့နော်အဲ့တော့ဘဝမှာတာရှုံးမှုဆိုတာမရှိပါဘူးလေသင်ခန်းစာတွေပဲရှိတယ်ပေါ့နော်အဲ့လိုပြောတော့ဒီမဲဆိုအနေနဲ့မနေနိုင်လာတယ်ကြောက်ရှုံးမှုကလုံးဝမရှိတော့ဘူးလားပေါ့မရှိတာမဟုတ်အောင်မြင်တဲ့လူတိုင်းမှာကြာရှုံးမှုဆိုတာရှိတယ်ဒါပေမဲ့ကျမတို့ကအဲ့ကြာရှုံးမှုကိုသင်ခန်းစာအနေနဲ့ယူတာကိုပြောတာပေါ့နော်အဲဒါကြောင့်မို့ self doubt ကိုပြောင်းအောင်လုပ်လို့မရဘူးကျွန်တော်မရှိတယ်လို့လုပ်ပြီးတော့ရှေ့ဆက်လို့ရနိုင်တယ်ဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်